ပိုင်းတွင်အင်အား9.9ရှိသောငလင်ကြီးလှုပ်ခတ်မှုဟာ186နှစ်အတွင်းအဆိုးဆုံးဖြစ်ပါတယ်။မတ်လ28ရက်နေ့ကမန္တလေးအနီးတွင်ရစ်ချတာစကေး9.9ရှိငလင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။ဒီငလင်ဟာမြန်မာနိုင်ငံတွင်လွန်ခဲ့သော186နှစ်အတွင်းအဆိုးဆုံးငလင်ကြီးဖြစ်ပါတယ်။မြန်မာပြည်အလဲပိုင်းကိုဗဟိုပြုသောငလင်ကြောင့်နေပြည်တော်စကိုင်းအပါအဝင်ဒေသအတော်များများတွင်ပျက်စီးမှုများဖြစ်ပွားခဲ့ပြီးဘန်ကောက်အထိတုန်ခါမှုများခံစားခဲ့ရပါတယ်။ငလင်၏အဓိကထိခိုက်မှုများကတော့လက်ရှိရရှိတဲ့သတင်းအရတေဆုံးသူနှင့်ဒဏ်ရာရသူများအနည်းဆုံးလူ150တေဆုံးပြီး950ကျော်ဒဏ်ရာရရှိထားပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လှုပ်ဆောင်နေသဖြင့်အရေးအတွက်တိုးလာနိုင်သေးပါတယ်။အပျက်စီးများအောက်တွင်ပျောက်ဆုံးနေသူအများအပြားရှိနေပါတယ်။အခြေခံအဆောက်အအုံများပျက်စီးခြင်းမန္တလေးနှင့်နေပြည်တော်ရှိအိမ်များဖျားများအစိုးရအဆောက်အအုံများအပါအဝင်အဆောက်အအုံများနဲ့ချီပြီးပျက်စီးခဲ့ပါတယ်။စကိုင်းတရားပြိုကျခဲ့ပြီးမန္တလေးနှင့်နေပြည်တော်လေဆိပ်များပြိုကျထိခိုက်မှုရှိပြီးလုံခြုံရေးစစ်ဆေးမှုများကြောင့်ခေတ္တပိတ်ထားခဲ့ရပါတယ်။နောက်ဆက်တွဲငလင်များနှင့်အန္တရာယ်များမတ်လ29ရက်အထိအင်အား4.3များမှ5.5အထိရှိတဲ့နောက်ဆက်တွဲငလင်များဆက်လက်လှုပ်ခတ်နေသဖြင့်ဒေသခံများအိမ်ပြင်တွင်နေထိုင်နေကြရပါတယ်။အမေရိကန်ဘူမိတိုင်းတာရေးဌာန USGS ကစတုရန်ကီလိုမီတာ1000ခန့်တွင်မြေပြိုပြောင်းမှုဖြစ်နိုင်ကြောင်းသတိပေးထားပါတယ်။စကိုင်းနှင့်ရှမ်းပြည်နယ်ရှိတောင်ကုန်းဒေသများတွင်မြေပြိုနိုင်သည့်အန္တရာယ်လည်းမြင့်တက်နေပါတယ်။အစိုးရနှင့်နိုင်ငံတကာ၏တုံ့ပြန်မှုများမြန်မာစစ်အစိုးရကအရေးပေါ်အခြေအနေကြေညာကကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပါတယ်။အမေရိကန်ကလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရန်ကတိပြုထားပြီး USGS ကျွမ်းကျင်သူများကရေရှည်ဘူမိဗေဒအနေအများကိုလေ့လာနေပါတယ်။အာဆီယံနှင့်ကုလသမဂ္ဂအေဂျင်စီများကစိတ်ပတ်ဆိုင်ရာအကူအညီနှင့်ယာယီခိုလုံရေးစခန်းများအပါအဝင်ကယ်ဆယ်ရေးလုပ်ငန်းများညှိနှိုင်းဆောင်ရွက်နေပါတယ်။ပျက်စီးရခြင်းအကြောင်းရင်းများငလင်ရဲ့ဗဟိုချက်ဟာအပေါ်ယံတွင်တည်ရှိခြင်းကြောင့်ပျက်စီးနိုင်တဲ့အင်အားပိုမိုကြီးမားခဲ့ပါတယ်။မန္တလေးနှင့်နေပြည်တော်ရှိအဆောက်အအုံအများစုသည်ငလင်တန်ခံနိုင်အောင်ဆောက်လုပ်ထားခြင်းမရှိခြင်းကြောင့်ဖြစ်ပါတယ်။ခေတ်သစ်ငလင်တန်ခန့်အခြေခံအဆောက်အအုံများပြင်ဆင်ထားခြင်းမရှိခြင်းကြောင့်ဖြစ်ပါတယ်။နောက်ဆက်တွဲအခြေအနေများအပျက်စီးများအောက်တွင်အသက်ရှင်ကျန်ရစ်သူများကိုရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လှုပ်ဆောင်နေပါတယ်။ဆေးရုံများတွင်သွေးပြက်လက်မှုနှင့်အိုးမဲ့အိမ်မဲ့ဖြစ်နေသူထောင်ပေါင်းများစွာအတွက်အကူအညီများလိုအပ်နေပါတယ်။မြန်မာနိုင်ငံကအရေးပေါ်အခြေအနေကြေညာပြီးနောက်အမေရိကန်နှင့်အာဆီယံတို့ကအကူအညီများပေးအပ်နေပါတယ်။အချိန်နှင့်တပြေးညီသတင်းများအတွက် USGS နှင့်မြန်မာနိုင်ငံဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနကဲ့သို့ယုံကြည်ရသောအေဂျင်စီများမှသတင်းများကိုဆက်လက်စောင့်ကြည့်ပါ